ခုလိုအချိန်မျိုးဆိုပို့ပြီးတော့ဝမ်းနေတယ်ဗျာကာမတော်ကစားပြီးတော့လေကျူတာအတွက်ကိုပြုခဲ့တဲ့စုလေးပါဗျာသူမိဘနဲ့မတည့်ယူတဲ့အချိန်မရည်ကြဒီလိုပြောပါနေတဲ့အချိန်မျိုးဆိုမင်းကိုပို့ပြီးတတိယဘလုံးအသက်ရှိနေတဲ့ဗျာဘလုံးနဲ့ပတ်သက်တဲ့အရာအလုံးရှိနေတဲ့ဗျာမင်းကိုမြင်နေကြမှာမဟုတ်ပါဘူးကျူတာရဲ့ပေါ့ဒါမင်းတိုက်ကိုပြုခဲ့တဲ့စုလေးဒီဘလုံးအကစားစီနေတဲ့ညမင်းကိုတော့လူတိုင်းရဲ့ထဲမှာစီနေပါမှာကျူတာရဲ့ဒီစပါအေးလေအေးတယ်လို့အရန်လဲဝမ်းနေဘုံနဲ့ကျွန်တော်တို့ဘလုံးပရိသတ်များဗျာကျွန်တော်တို့ဘလုံးအရန်ချစ်